အားလုံးပဲမင်္ဂလာပါရှင်။ Yuki Comic Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းကြောင်းရာကတော့အာနာယုပြည်တွေကနတ်ဘုရားတွေကိုစတင်စိန်ခေါ်လာကြပြီးလောဘတရားတွေကြောင့်ဘယင်းတွေရက်ဆက်လာတဲ့ခေတ်ကအကြောင်းပါ။ဒီလိုချိန်တွေမှာမဟာနတ်ဘုရားရှိပါရဲ့စိန်ပစိန်လက်လက်ကိုကင်ဆွဲထားတဲ့လူရကောင်းသူပေါ်ထွက်လာပြီးအဲ့ဒီခေတ်ရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေအဆုံးသတ်ခဲ့ပါတယ်။ဒီဇာတ်လမ်းကဘယ်လိုအဆုံးသတ်မလဲ။တရားမျှတမှုကိုဘယ်လိုပြန်ယူမလဲဆိုတာဒီလိုကြည့်လိုက်ကြရအောင်နော်။ဇာတ်လမ်းလေးမစတင်မီ Yuki ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီးဖို့မြတ်တာရက်ခံပါစေ။တရရောအခါကကညာကုတ်ချပြီးမှဂရိရဲ့နရိန္ဒာအမည်ရှိဘယင်တစ်ပါးအုပ်စုခဲ့ပါတယ်။ဘယင်မှာတထဝတီလို့ခေါ်တဲ့အလွန်ချောမောလှပတဲ့သမီးတော်တစ်ပါးလေးရှိတယ်။တထဝတီအရွယ်ရောက်လာတဲ့အခါမှာတော့အုံမင်းနဲ့ရသေးကြီးတစ်ပါးကလာပြီးလက်ထပ်ခွင့်တောင်းခဲ့တယ်။မင်းကြီးကသမီးတော်မပေးချင်တာကြောင့်ရသေးကြီးတကယ်လိုချင်နေဆိုရင်နေရမဲတဲ့မင်းဖြူအကောင်တစ်ထောင်ကိုပန်းနာပြစ်ဆက်သားရမယ်လို့တောင်းဆိုခဲ့ပါတယ်။ရသေးကြီးကလုံးဝဆွဲမလျှော်ပဲရေနက်ဖျားစီကနေမြင်းနေရရှိဖို့တောင်းဆိုခဲ့ပါတယ်။ရေနက်ဖျားကသူ့ရဲ့ဆွဲလုံးကကြောင့်တောင်းဆိုချက်ကိုခွင့်ပြုပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရသေးကြီးကဘယင်ကြီးတောင်းဆိုချက်အတိုင်းမြင်းဖြူတစ်ထောင်ကိုပေးရခါတထဝတီကိုလက်ထပ်ခဲ့ပါတယ်။လက်ထပ်ပြီးတဲ့နောက်မှာတော့ရသေးကြီးကတထဝတီကိုခေါ်ပြီးတော့တောထဲမှာအေးချမ်းစာနေထိုင်ကြတယ်။မကြခင်မှာပဲသူတို့နှစ်ဦးကသာသမီရနာရရှိဖို့အတွက်နတ်ဘုရားဆန်ချက်တဲ့အခမ်းအနားကိုကျင်းပခဲ့တယ်။တထဝတီကသူမရဲ့မိခင်အတွက်ပါနတ်ဆန်ချက်ပြီးဖို့တောင်းဆိုခဲ့တာကြောင့်ရသေးကြီးကနတ်ဆန်နပကံရအောင်ဖန်ဆင်းပေးခဲ့တယ်။ပထမပကံကတော့တထဝတီအတွက်ဖြစ်ပြီးတော့မြမမျိုးနယ်ကဲ့သို့စိတ်သဘောထားကောင်းပြီးတော့တကူတဲ့နေတက်ပြီးသီလရှိသောသားသမီးမူဖွားဖို့ရည်ရွယ်တယ်။ဒုတိယပကံကတော့တထဝတီရဲ့မိခင်အတွက်ဖြစ်ပြီးတော့ခွန်အားကြီးပြီးတတိရှိတဲ့ဘယင်မျိုးနယ်သားသမီးမူဖွားဖို့ရည်ရွယ်ပါတယ်။ရသေးကြီးကပကံတွေကိုလဲလှယ်မစားမိဖို့တထဝတီကိုတေချာမှကြားပြီးတဲ့နောက်မှာတော့တောထဲကိုတရားကျင့်ဖို့ထွက်သွားခဲ့တယ်။တထဝတီမျိုးတော်ကိုပြန်သွားပြီးဒုတိယပကံကိုမိခင်ကပေးတဲ့အခါမှာတော့မိခင်ကပထမပကံကိုစားရင်မြမမျိုးနယ်ဖြစ်မယ်ဆိုတာသိသွားပါတယ်။မိခင်ကသမီးရဲ့ပထမဆုံးသားကိုမြမမျိုးနယ်ဖြစ်မသွားစေချင်ဘူး။ကရှထရီယာမျိုးနယ်ကလာတာမလို့စစ်တီစရိုက်ပါတဲ့သားကိုမွေးစေချင်တယ်။ဒါကြောင့်သူမကိုယ်တိုင်မြမမျိုးနယ်ကိုမွေးချင်တယ်ဆိုပြီးပကံလဲတယ်မှုတောင်းဆိုခဲ့တယ်။တထဝတီကလည်းမိခင်ရဲ့စကားကိုလိုက်ရောပေးပြီးတော့ပထမပကံကိုမိခင်ကပေးကသူမကိုယ်တိုင်ဒုတိယပကံကိုစားသုံးခဲ့တယ်။တထဝတီအိမ်ပြန်ရောက်လို့ရသေးကြီးကိုပကံလဲလေတဲ့ကြောင့်အမှန်တိုင်းပြောလိုက်တဲ့အခါမှာတော့ရသေးကြီးအလွန်အမျက်ဒေါသထွက်ခဲ့တယ်။နောက်ဆုံးမှာတော့တထဝတီကအပြစ်ဝင်ခံတောင်းပန်ခဲ့လို့ရသေးကြီးခွင့်လွှတ်ပေးခဲ့ပေမဲ့သူသားသမီးကပြန်မဖြစ်ရမယ်ဆိုပြီးအခိုင်အမာယုံကြည်တာကြောင့်ရသေးကြီးကနောက်ထပ်နတ်ဆန်တပကံကိုချက်ပေးခဲ့ပြီးပြန်မဖြစ်မွေးဖွားစေခဲ့ပါတယ်။ဒုတိယပကံကိုစားပြီးမကြခင်မှာပဲတထဝတီကိုဝင်ရှိလာပြီးသားတယောက်ကိုမွေးဖွားခဲ့တယ်။သူ့ကိုချန်ထကနီလို့အမည်ပေးခဲ့ပါတယ်။သူကမိဘတွေမျှော်လင့်တဲ့အတိုင်းကောင်းမွန်တဲ့မြမတူဖြစ်လာတယ်။ဆန္ဒကနေအရွယ်ရောက်လာပြီးဘယင်းသမီးတော်နိုင်ရင်ကိုချစ်မိသွားတဲ့အခါမှာတော့ဇနီးအဖြစ်တောင်းဆိုခဲ့တယ်။နောက်ပိုင်းမှာသူတို့ကသား9ယောက်ရရှိခဲ့တယ်။အငယ်ဆုံးသားကိုယာမလို့ခေါ်ပြီးတော့သူကတော့နောက်အနာဂတ်မှာမကောင်းမှုကိုဖျက်ဆီးဖို့အတွက်ပြည်သူနမင်းကဆတ်ထမအဝတာယာခွဲဝင်လာတာပဲဖြစ်ပါတယ်။ယာမကမိဘနှစ်ပါးအမြဲချစ်ခင်ရတဲ့သားဖြစ်ပြီးတော့သူ့မှာထူးချွန်တဲ့ရည်ချင်းတွေရှိတယ်။သူကပြမမျိုးနယ်ဖြစ်ပေမဲ့တထဝတီစားခဲ့တဲ့ဒုတိယပကံရဲ့အကျိုးဆက်ကြောင့်ကရှထရီယာမျိုးနယ်ရဲ့တတိခွန်အားနဲ့ရေးစမ်းတတိတွေပါလာတဲ့သူပဲဖြစ်တယ်။ယာမကသူ့ရဲ့မြမမျိုးနယ်ညီကိုတွေနဲ့မတူပဲစိတ်သက်ပြင်းထန်သူလည်းဖြစ်တယ်။ဖြက်စီးနတ်ဖျားရှိပါရဲ့အချစ်ဆုံးတပြေလည်းဖြစ်တာကြောင့်ရှိပါကသူ့ကိုအထူးကောင်းကြီးပေးပြီးစုလက်အနေနဲ့စိန်ပစိန်ကိုပေးခဲ့တယ်။အဲဒီကစားပြီးသူဟာပါယာရှုယာမလို့အမည်တွင်လာပြီးပဆိုင်ကိုင်ယာမလို့အမည်တွင်တယ်။အဲဒီချိန်မှာလူလောကမှာဒုက္ခပေးနေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ဘီရင်တစ်ပါးပေါ်ပေါက်လာတယ်။အဲ့ဒီဘီရင်ကိုအာကျူနာလို့ခေါ်ပြီးမဟိရှပတိပူယာကိုအုပ်စုတယ်။သူ့ကိုကာတာဖီယာလို့လည်းလူသိများပါတယ်။အာကျူနာနေစဉ်ကယသိတထတရားထံမှာပညာသင်ယူခဲ့ပြီးတော့ထူးခြားတဲ့ပေါ်ဆန်တဲ့ကောင်းကြီး9မျိုးကိုရရှိခဲ့တယ်။အထူးသဖြင့်သူဟာလက်ပေါင်း1000နဲ့လိုရာပြန်နိုင်တဲ့ရွှေရထားမိသူမမနိုင်နိုင်တဲ့ဆွဲအားသုံးလောကလုံးမှာကြော်ကြားမှုအကြီးမားဆုံးကောင်းကြီးကတော့တက်တန်းကုံလို့သေဆုံးရင်လည်းဂုံရှိတဲ့သူသုံးလောကလုံးမှာကြော်ကြားသူရဲ့လက်ချက်နဲ့သာသေဆုံးပါစေဆိုတဲ့ကောင်းကြီးကိုရရှိခဲ့ပါတယ်။ကောင်းကြီးတွေရရှိပြီးတဲ့နောက်မှာဘီအာကျူနာကစပွဲတိုင်းမှာအနိုင်ရရှိလာခဲ့ပြီးတော့သူ့ရဲ့ကြော်ကြားမှုကလည်းဘလူဘရင်ယာဝနာဖြစ်တဲ့ဒတကီဒီစီကိုပါရောက်သွားခဲ့တယ်။ဒတကီဒီကအာကျူနာနဲ့စစ်ထိုးကျင်တာကြောင့်စစ်တပ်နဲ့လင်္ကာဒီဘကနေလိုက်လာခဲ့တယ်။
အာဂျုနာကကြောထဲမှာမိဖုရားတွေနဲ့ပျော်ပါနေတဲ့အချိန်မှာတတဂီရီကမြစ်ကမ်းနားမှာစစ်တပ်နဲ့နားနေခဲ့ပြီးတော့စစ်မတိုက်ခင်နတ်ဖျားပူဇော်ပွဲကိုလုပ်ခဲ့ပါတယ်။အာဂျုနာကလက်ပေါင်းတစ်ထောင်နဲ့ရေကစားနေရင်အမှတ်တမဲ့ရေစီးကြောင်းကိုပိတ်ဆို့ထားခဲ့လိုက်ရာရေဆင်းသွားတဲ့အခါမှာတော့ရေတွေကရုတ်တရက်မြစ်ကမ်းပါကိုကျော်ပြီးတော့တတဂီရီရဲ့နတ်ဖျားပူဇော်မှုကိုလွှမ်းမိုးဖျက်ဆီးခဲ့တယ်။တတဂီရီကဒေါသတကြီးနဲ့အမြန်ဆုံးစစ်ချီတက်လာပြီးတော့အာဂျုနာကိုတိုက်ခိုက်ခဲ့တယ်။လက်နဲ့မဆွဲရသေးတဲ့အာဂျူနာကလည်းရေထဲခုန်ချပြီးတော့သူချစ်မြတ်လို့ရတဲ့မောင်းတန်ကိုအမြဲဆုံးပြန်ယူခဲ့တယ်။မောင်းတန်ကိုရတာနဲ့အာဂျူနာကဒတဂီရီရဲ့စစ်တပ်ကိုတိုက်ခိုက်ချေမှုန်းပစ်ခဲ့တယ်။နောက်ဆုံးမှာတော့ဒတဂီရီကိုချီနှောင်ပြီးတော့မြို့ပတ်ပွဲခံကမြို့ပြင်တိုင်းမှာချီထားခဲ့တယ်။ဒတဂီရီရဲ့ဆရာရသည်နာနတာမူနီရောက်လာပြီးတောင်းပန်မှာအာဂျူနာကဒတဂီရီကိုလွှတ်ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးတော့သူတို့နှစ်ဦးကမိတ်ဆွေအဖြစ်သစ္စာဆိုခဲ့တယ်။ဒီအဖြစ်ပြက်တွေကြောင့်အာဂျူနာရဲ့ကြောကြားမှုဟာလည်းပိုလို့တောင်တိုးလို့လာပါတယ်။ဘရင်အာဂျူနာကအချိန်ကြာလာတာနဲ့အမျှအာနာကိုဆွဲလန်းလာပြီးတော့ပြမမျိုးနဲ့ယသိပညာရှိတွေကိုဖိနှိပ်ချုပ်ချယ်လာခဲ့တယ်။တနေ့တော့ဘရင်အာဂျူနာကအမဲလိုက်နေရင်းနဲ့ပါယာရှုယာမရဲ့ဖခင်ယသိစန္ဒကနီရဲ့ကျောင်းသင်ခန်းမှာအနားယူကိုရောက်လာခဲ့တယ်။ဘရင်အာဂျူနာရောက်လာတဲ့အခါမှာတော့ပါယာရှုယာမရဲ့မိခင်ဖြစ်တဲ့ယေနုခသာရှိနေခဲ့တယ်။ယေနုခကသူတော်စင်တော်မှသူ့ရပြီးစီကနေကြံရည်ပြားရည်နဲ့နတ်တုတ်တာရေလိုမျိုးချုံမြိန်တဲ့နှွေးရည်ကိုညှစ်ထုတ်ပြီးတော့ဘရင်အာဂျူနာနဲ့နောက်လိုက်တွေကိုတောက်သုံးစေခဲ့တယ်။အာဂျူနာကသူတော်စင်တော်မကိုမြင်တဲ့အခါလောဘတက်ပြီးတော့ဒီတော်မကိုလိုချင်လာတယ်။သူဟာယတနာအမြောင်များနဲ့လဲလှယ်ကိုကမ်းလှမ်းခဲ့ပေမဲ့ယေနုခကညှင်းပယ်ခဲ့တယ်။သူတို့မိသားစုကချွတ်ချွတ်တက်တက်နေရတာကြောင့်ဒီနွားမကိုသာဆုံးရှုံးရင်ဘာမှကောင်းကောင်းစားစရာမရှိတော့ဘူးလို့ပြောခဲ့တယ်။ဘရင်အာဂျုနာကနောက်ဆုံးခွင့်ရအနေနဲ့နွားမကြီးမပေးရင်တော့နွားပေါက်လေးကိုပေးဖို့တောင်းဆိုခဲ့တယ်။ယေနုခကလည်းနွားပေါက်လေးကိုမိခင်နဲ့ခွဲမထားချင်တာကြောင့်ထပ်ပြီးညှင်းဆိုပြန်တယ်။အဲဒီအခါမှာတော့အာဂျုနာကအမျက်ထွက်သွားပြီးငါလိုရှိတိုင်းမရတာမရှိဘူး။ငါလိုရှိရင်ဘာမဆိုရနိုင်နဲ့ဆိုပြီးတော့သူ့နောက်လိုက်တွေကိုယသိချောင်းပတ်ပတ်လဲကတစ်ပင်တွေကိုခုတ်လဲစေကလောမကြီးနဲ့နားပေါက်လေးကိုအတင်းအဓမ္မယူပြီးတော့မျိုးတော်ကိုပြန်သွားခဲ့တယ်။ယေနုခကဒေါသထွက်ပြီးဘာမှမတတ်နိုင်ပဲခင်မုန်းနဲ့သားတွေပြန်လာဖို့သာစောင့်နေရတယ်။ခင်မုန်းနဲ့သားတွေပြန်ရောက်လာတဲ့အခါမှာတော့ယေနုခကအဖြစ်ပြအားလုံးကိုပြောပြပြီးတော့လက်စားချေဖို့တောင်းဆိုတယ်။ခင်မုန်းတဲ့ကပြမတအူးဖြစ်တာကြောင့်ပြဿနာမဖြစ်လို့ဘူးဆိုပြီးဇနီးတဲ့ကိုနှစ်သိမ့်ခဲ့တယ်။ဒါပေမဲ့ယေနုခကအလျှော့မပေးဘူး။သူမကအငယ်ဆုံးသားပါယာရှုယာမကိုလက်စားချေဖို့တောင်းဆိုခဲ့တယ်။ပါယာရှုယာမကမိခင်ကိုတနာသွားပြီးစိတ်မချမ်းမသာဖြစ်တာကြောင့်သူ့ရဲ့လက်ဆွဲတော်ပစိန်နဲ့လေးမြားတွေကိုပြင်ဆင်ပြီးတော့အာဂျူနာနောက်ကိုချက်ချင်းလိုက်ခဲ့တယ်။မစားခင်မှာပဲပါယာရှုယာမကဘရင်အာဂျူနာရဲ့ချွေရန်သိမ်းမင်းတွေကိုမှီသွားပြီးတော့လမ်းကနေပိတ်ဆို့ကစိန်ခေါ်ခဲ့တယ်။အာဂျူနာလည်းလက်ခံပြီးလက်နဲ့ဆွဲကပစိန်ကန်ယာမကိုသင်ခန်းစာပေးဖို့ရှိခဲ့တယ်။ဒါပေမဲ့ဘာမှမလုပ်ရသေးခင်မှာပဲပါယာရှုယာမရဲ့မြားတွေကဘရင်အာဂျူနာရဲ့လက်မြားကိုဖျက်တောက်ပစ်ခဲ့ရာမောင်းတန်ကိုဂိုင်းမှုအတွက်လက်နှစ်ဖက်သာကျန်တော့တယ်။မကြခင်မှာပဲပါယာရှုယာမကသူ့ရဲ့စိတ်မစိမ်ကိုလွှဲရမ်းပြီးတော့အာဂျူနာရဲ့လေပင်ကိုချက်ချောက်ပြစ်လိုက်ရချက်ချင်းတည်ဆုံးသွားခဲ့တယ်။လက်စားချေတာပြီးတဲ့အခါမှာတော့ဘရင်အာဂျူနာရဲ့သားမီးတွေကပါယာရှုယာမကိုအလုံးမင်းဒေါသထွက်ခဲ့ကြတယ်။သူတို့ကစစ်တပ်နဲ့ချန်တကနီရဲ့ရသေးချောင်းတော်ကိုချီတက်လာပြီးတော့တပ်ပစ်ကလက်စားချေခဲ့တယ်။ဒါဟာအဆုံးမဲ့လက်စားချေမှုတန်ရာကိုစတင်လိုက်တာပါပဲ။ပါယာရှုယာမကမိဘတွေအသက်ခံလိုက်ရတာကြောင့်အလုံးမင်းဒေါသထွက်ပြီးတော့အရာရာကိုစွန့်လွတ်ပြီးတော့ကရှာထရီယာမျိုးနယ်ဝင်အမျိုးသားအလုံးကိုလိုက်လံတက်ပြတ်ခဲ့တယ်။သူကတမျိုးပြီးတမျိုးတတိုင်းပြီးတတိုင်းပြီးကရှာထရီယာမျိုးနယ်အမျိုးသားအလုံးကိုစုစုပေါင်း22ကြိမ်တိုင်လိုက်လံနှုတ်တင်ခဲ့တယ်။နောက်ဆုံးမှာကရှာထရီယာမျိုးနယ်မှာအမျိုးသမီးများနဲ့သမီးမိန်းကလေးများသာကျန်တော့တယ်။မြို့တိုင်းမှာအုပ်ချုပ်မဲ့မျိုးသားမကျန်တော့တဲ့အတွက်ဇနီးတွေနဲ့သမီးတွေကပြမတွေကိုတောင်းပန်တဲ့အခမ်းအနားကျင်းပခဲ့တယ်။ဒီအခမ်းအနားကတော့ပြမတွေကတင့်တော်တဲ့မျိုးသားကိုရွေးချယ်ပြီးတော့မျိုးဆက်သစ်ကလေးမွေးဖွားပေးဖို့ပါ။မွေးဖွားလာတဲ့ကလေးတွေကိုတော့တေဆုံးသွားတဲ့ခင်မုန်းအောင်တွေရဲ့မျိုးနယ်အဖြစ်သတ်မှတ်ပြီးတော့ဘရင်မျိုးနယ်မပြောက်ပြအောင်ဆက်ခံစေခဲ့တယ်။ဒါတွေကပြည်တနုနတ်ဖျားရဲ့စထမအဝတာယဖြစ်တဲ့ပါယာရှုယာမရဲ့ဇလန်းပါပဲ။သူကရက်ဆက်ကျန်းစုပ်တဲ့ဘရင်တွေကိုတွန်းလှန်ဖို့ပြည်တနုရဲ့တတိနဲ့ခွန်အားကိုယူဆောင်လာခဲ့သူလည်းဖြစ်ပြီးတော့လူသားတွေပေါ်လောဘနဲ့မတရားအုပ်ဆိုးခြင်းရဲ့အကျိုးဆက်ကိုပြသခဲ့သူလည်းဖြစ်ပါတယ်။ဒီဇလန်းကဘယ်လိုဆက်သွားမလဲဆိုတော့ပါယာရှုယာမကသူ့ရဲ့လက်စားချေခြင်းအလုပ်ပြီးဆုံးသွားတဲ့အခါမှာတော့တောထဲမှာတရားကျင့်ပြီးလောကီရေးရာကနေထွက်ခွာသွားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဇလန်းကတော့ဒီမှာမပြီးသေးပါဘူး။သူကနောက်လာမယ့်ပြည်တနုရဲ့တတ္တမအဝတာယဖြစ်တဲ့ဒတဂီရီကိုတတ်မဲ့ယာမနဲ့မဟာဘာယဒဇလန်းကမဟာသူရဲကောင်းတွေရဲ့ဆရာအဖြစ်ပြန်လည်ပေါ်ထွန်းလာအောင်မှာဖြစ်ပါတယ်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးပါပြီ။
ဘယင်မျိုးတွေကိုတုတ်တင်ပစ်ခဲ့တဲ့သူရဲကောင်းတဦးရဲ့ဇလန်းကစိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်လားဒီလိုမျိုးဇလန်းကောင်းလေးတွေကိုနောက်ထပ်တင်ဆက်ပေးမှာမလို့ Yuki ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်နော်ဆုံးဖြတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်